အာဘီပြန်ပေးပါဖေရလူပြိုတယောက်ကအပြိုတယောက်ကိုစနှောက်ပြီးချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအကုသို့များလားနဲလားဖေရတဲ့လူတွေဟာနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသို့မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲပါတယ်အဲ့ဒီလိုနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသို့မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲလို့လည်းပဲနှုတ်ကြောင့်တည်လက်ကြောင့်ကြီးဆိုတဲ့အတိုင်းနှုတ်ကြောင့်ဒုက္ခရောက်ကြတဲ့လူတွေများစွာရှိပါတယ်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကနှုတ်နဲ့ပတ်သက်ပြီးရှောင်ရှားရမိဝစီဒုစရိုက်၄ပါးဆိုတာကိုဟောကြားခဲ့ပါတယ်အဲ့ဒီဝစီဒုစရိုက်၄ပါးကဘာဒီလဲဆိုရင်၁မုသာဝါဒမဟုတ်မမှန်သောစကားကိုပြောဆိုခြင်း၂ပိတုနဝါစာကုံချောသောစကားကိုပြောဆိုခြင်း၃ဖရုဒဝါစာကြမ်းတမ်းသောစကားကိုပြောဆိုခြင်း၄တန်ဖတ်ပလာပဝါစာတိမ်ဖြင်းသောစကားကိုပြောဆိုခြင်းတို့ပဲဖြစ်ပါတယ်သူတစ်ပါးသားသမီးကိုနှမချင်းမစာမနာချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအဆိုပါဝစီဒုစရိုက်၄ပါးကဖရုဒဝါစာကံဖြစ်တာကြောင့်အကုသို့များပါတယ်ဒါကြောင့်ဒီလိုစကားမျိုးတွေကိုမပြောမိကြပါစေနဲ့နော်